teacher တို့ grammar franks ကအခုဆိုရင် unit 5ကိုရောက်ပြီနော် unit 5ရဲ့ title လေးကတော့ at the park ပန်းခြံမှာရှိတဲ့အကြောင်းအရာလေး teacher တို့လေ့လာကြမယ် where's ဒီမှာကြည့်ပါဦးမမေရဲ့ပုံစံ where's ဆိုပြီးတော့တခုခုစဉ်းစားနေတယ်တခုခုရှာနေတယ်ဒီလိုပုံစံမျိုးပေါ့နော် where's the bag အိတ်ကဘယ်မှာလဲ it's on the swing ဒဟန်လေးပုံမှာလေ is on the swing ဒီလိုမျိုးလေးပြောတယ် where's is a WH question we can use it to ask about the place or position so now here ဒါတော့မိမိတို့ where ဆိုတာကတဲ့ WH question လေးဖြစ်ပါတယ် we can use it to ask about the place or position of something we can use ဒါတော့မိမိတို့ teacher တို့က can use အသုံးပြုလို့ရတယ် it ဒါလေးကို to ask about the place or position of something တခုခုရဲ့နေရာတခုခုရဲ့တည်နေရာတွေအကြောင်းကိုမေးဖို့အတွက်ဒီ where လေးကိုအသုံးပြုလို့ရပါတယ်တဲ့we can reply with is အဖြေလေးကိုဖြေမယ်ဆိုရင်တော့ is လို့ဆိုပြီးတော့ဖြေရမယ် we can also use where's ကိုသုံးလို့ရသေးတယ်နော် to ask about the place or position နေရာတွေ of somewhere လူတယောက်ယောက်ပစ္စည်းအမှမဟုတ်ဘူးလူတွေရဲ့နေရာတွေကိုပြောမယ်ဆိုလို့ရှိရင်လည်း teacher တို့က where's ကိုသုံးလို့ရပါတယ် then we can reply with his or she's ဒါပေါ့ဒါမျိုးတို့ရှင်းမှသိထားပြီးသား teacher တို့ကယောက်ျားလေးတွေဖေဖေတို့ uncle တို့ဖူးဖူးတို့အတွက်ဆိုရင် his အမျိုးသမီးတွေဖြစ်တဲ့မေမေတို့ auntie တို့ teachers တို့အတွက်ဆိုလို့ရှိရင် teacher တို့က she's လေးသုံးရမယ်လို့ပြောခဲ့ပြီးသားဒီမှာပစ္စည်းလေးတွေဆိုရင်တော့ is ပေါ့ဒီမှာမှဒါတို့မျိုးဒါလေးကအတူကောက်လေးလောက်ထားတာဖြစ်တယ် where's သူ့ရဲ့အရှိဆိုရင်တော့ where is ပေါ့နော် okay ဒါဆိုရင် exercise လေးတူ teacher နဲ့လုပ်ကြမယ် number 1 look and write where's the teddy teddy ကပမာလေ is in the bag အဲ့ဒီမှာရေokay ဒါဆိုလို့ရှိရင် teacher က number 2လေးသွားရအောင် number 2ကကြတော့ဒီမှာတော့ the bag ပေးထားတယ် teacher တို့ကမေးချင်တာကအဲ့ကပမာလေလို့မေးမှာမှတ်လားဒါဆိုတော့where's the bag ဒါဆိုရင်သူ့ကိုပြန်ဖြေမယ်ဒါလေးကကိုမမလည်းမဟုတ်ဘူးဖေဖေမေမေဦးလည်းမဟုတ်ဘူးပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် teacher ကဖြေတဲ့အခါဘယ်လိုလေးဖြေမလဲဆိုရင် is on the swing ဒီလိုလေးဖြစ်မှာပေါ့နောက်တစ်ခုသွားမယ်နောက်က number 3ကအဲ့လိုပဲ number 3ကပုံလေးပေးထားတယ်ဒါဆိုရင် teacher ကပုံလေးက kite ဒါကြောင့်မလို့ kite ကဘာမှလဲစွန်လေးကဘာမှလဲဆိုတော့ where's the kite ဒီလိုလေးရေးမယ် where's the kite ဒါဆိုရင် kite ကslide ရဲ့အောက်မှာ shore ရဲ့အောက်မှာဒါဆို kite ကလည်းတသားတော်မျိုးတို့သိပြီးသားဒါကပစ္စည်းလေးဖြစ်တယ်နော်လူမဟုတ်ဘူးဒါကြောင့်မလို့ teacher တို့က is လို့ပဲဖြေရမှာပေါ့ is under the slide နောက်တစ်ခု number 4ကိုရောက်ပါပြီ number 4မှာတော့တသားတော်မျိုးတို့တွေ့တယ် ball ဒါဆိုရင် ball ကဘာမှလဲ where's the ball ဘောလုံးလေးကဘာမှလဲ where's the ball ဒါဆိုရင်ဒါလေးကရေကန်ထဲမှာ is in the pool ဒီလိုလေးဖြေရမယ်နောက်ခု number 5လေးလာပြီ number 5ကဒါတော့မျိုးကြည့်ပါအောင် boys လေးတယ်နော် boys လေးဆိုတော့ where's Jane ဒါဆိုလို့ရှိရင် teacher တို့က WHERE apostrophe where's Jane သူကိုတချို့ teacher တွေကလည်း Jane လို့ထွက်တယ်တချို့ကကြတော့လည်း Janine လို့လည်းထွက်တယ်ဒါတော့မျိုးကြိုက်တယ်လို့ထွက်လို့ရတယ်နော်ဒါကနာမည်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ where's Jane is on the swing or he's on the swing ကြည့်ပါဦးဒီမှာပါလဲ boys ကောင်းလေးတွေနော်ဒါကြောင့်မလို့ is ကအဆင်ပြေမလား he's ကအဆင်ပြေမလားဆိုတော့ဒါပေါ့ he's on the swing ဒီမှာ number 6ရောက်ပြီ Allison's ကကြတော့ဘာမှလဲဆိုတော့ where's Allison's girl လား boy လားကြည့်ပါအောင် girl နော် girl ဖြစ်တဲ့ကြောင့် teacher တို့က she's under the slides ဒါဆိုရင်ဒါတော့မျိုးတို့ရေ teacher တို့က
ပစ္စည်းတွေလူတွေကိုဘယ်နေရာမှာလဲလို့မေးချင်လို့ရှိရင် where ဆိုတဲ့စကားလုံးလေးနဲ့မေးမယ်ပစ္စည်းတွေကိုပြန်ပြင်တော့ is လို့ဖြစ်ပြီးတော့ကိုကိုတို့မမတို့ဖေဖေတို့ဦးတို့ဆိုရင်တော့ his မျိုးသားတွေဆိုရင် his မမေတို့မမတို့ဖွားဖွားတို့ဆိုလို့ရှိရင် auntie တို့ဆိုရင်တော့ she's မျိုးသမီးတွေဆိုရင် she's လို့ပြောရတယ် okay ဒါဆိုဒီချက်တော့နောက်ထပ်တစ်မျက်နှာသွားကြမယ်နော် in on and under in on and under okay အဲ့ဆိုတာမီတို့ in ဒါဆို in ဆိုတာဘာလေးလေ the teddy is in the bed the teddy is in the bed ဒီချက်ကို teddy လေးလိုက်ရှာပေးပါ where's the teddy where's the teddy here teddy is in the bed teddy လေးအိတ်လေးထဲရောက်နေတာပြီ the bed is on the swing bed ရောဘာမှလေ where's the bed oh on the swing ဒန်လေးပေါ်မှာရောက်နေတာပဲဒီမှာဒန်လေးရဲ့ပေါ်မှာရောက်နေတဲ့ bag က okay အဲ့ဆိုရင် oh okay the kite is under the slide okay we find the kite where is the kite where is the kite here kite လေးရလေရှောလေးရဲ့အောက်ကိုရောက်နေတယ်အဲ့ဆိုတမမီတို့ပုံလေးကြည့်တာနဲ့ဒီနားလဲမယ်လို့ဒီရှယ်ကယူဆလိုက်မယ်နော် in on under by in on under by okayအဲ့ songs လေးကိုနောက်တော့မှဒီချိန်ကနေဆိုပြပေးမယ် okay ဒါဆိုလို့ရှိရင်ဒီချိန်တို့နောက်ထပ်သူ့ရဲ့ box လေးကိုသွားကြည့်မယ် on in and under are prepositions of place okay repeat after teacher နောက်ကလိုက်ဆိုတော့တတော်မီး on in and under are prepositions of place နော် on in နဲ့ under တွေက preposition of place တွေဖြစ်ပါတယ်နေရာကိုပြတဲ့ဝိပတ်တွေပေါ့ကွယ်ဒါဆိုပဲဝိပတ်တွေဘာတွေဆိုတာထားပါအောင်နေရာပြတဲ့စကားလုံးပေါ့လေနော် on in under they tell us where something or someone is နော်ဒီစကားလုံးလေးတွေကတချေတို့တသားတို့မိတို့ပြောတယ်တစုံတစ်ခုသို့မဟုတ်တစုံတစ်ယောက်ကဘယ်နေရာလေးမှာရှိတယ်ဆိုတာကိုပြောတဲ့အခါကျရင်တချေတို့ကဒီစလုံးလေးတွေနဲ့ပြောရတယ်နော် so number 2 cycle the prepositions in on and under ဒီချက်တို့တွေက preposition လေးတွေကိုဝိုင်းပေးရမယ်ဘယ်နေရာမှာလဲဆိုတာနော် number 1 where's the pencil is in the pencil case okay number 2 where's the doll ဒီချက်လေးကဘာမှလဲ is under the seesaw seesaw ရဲ့အောက်မှာဒါဆိုရင် preposition ရဲ့ဒီစာကြောင်းမှာဘယ်ဟာလေးလဲ under ဟုတ်တယ် under okay under number 3 where's the bag ဒီလေးကဘာမှလဲ is on the swing ဟုတ်တယ် preposition လေးက on ဖြစ်ပါတယ် swing on the swing နော်ဒါလေးရဲ့အပေါ်မှာ preposition ဆိုတဲ့စကားလုံးလေးက on ဒါတော့မိတို့အခုမှဒီချိန်ကအသက်အနေနဲ့မိတ်ဆက်ပေးတယ် preposition စကားလုံးလေးကဘာလေးလဲ in on under okay နောက်တစ်ဆက်သွားကြမယ် number 4 where's the ruler ruler ပေတံလေးကဘာမှလဲ is in the bag in ဆိုတာလေးကဟုတ်တယ် preposition လေးဖြစ်တယ်သူ့ရဲ့နာမည်ပေါ့တသားတော်မီးတို့ရေဒီ in ဆိုတဲ့စကားလုံးလေးကိုနာမည်လေးကဘယ်လိုခေါ်လဲဆိုတော့ in ဆိုတာလေးက preposition in on under ဆိုတဲ့နာမည်လေးကဘာလေးလဲ preposition okay number 5လေးဆက်သွားကြမယ်နော် where's the ball ဘောလုံးလေးပါမှာလေ is in the pool ရေကန်ထဲမှာ in ဆိုတာလေးက preposition လေးပါ number 6 where's the teddy teddy လေးကပါမှာလေ is under the slide slide လေးရအောင်မှာဒါဆိုရင်ဒီအောက်မှာဆိုတဲ့စကားလုံးလေးက preposition ဖြစ်ပါတယ်အဲဆိုတသားတို့မိတို့ရေဒီစကားလုံးလေး in on under ဆိုတဲ့စကားလုံးလေးကို preposition လို့ခေါ်ပါတယ်ဒီချိန်နဲ့နောက်ဆုံးတစ်ချိန်စလုံးလေးလိုက်ပေါင်းကြည့်ပါ P R E P O S I T I O N preposition သုံးလုံးလုံးရှိတဲ့ကြောင့်ဒီချက်က S လေးထည့်ပြီးပြောထားမယ် prepositions okay နော်ဒါဆိုလို့ရှိရင်တသားတော်မီတို့ဒီချက်တို့တွေဒီသင်ခန်းစာကိုလေ့လာသွားတာဆိုလို့ရှိရင်နေရာတွေကဘယ်နေရာမှာရှိတာလဲတယောက်ယောက်ဖြစ်ဖြစ်တစ်ခုခုဖြစ်ဖြစ်ဘယ်နေရာမှာရှိတာလဲဆိုရင် where's လို့မေးမယ်ပြီးရင်ဒီနေရာတွေကိုဖော်ပြတဲ့အခါမှာဆိုရင်ဒီချက်တို့က in on under ဆိုပြီးတော့ဖော်ပြတာပဲဖြစ်ပါတယ်
ဒါဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပဲပြန်တွေ့ကြမယ်နော် Bye for now